အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ထူးခြားဖြစ်စဉ်လိုပဲပြောမလားဒါမှမဟုတ်ထူးခြားသတင်းလိုပဲပြောမလားပေါ့အဲ့ဒီသတင်းနှစ်ပုဒ်ကိုကျွန်တော်တို့ပြောသွားပါမယ်ကျွန်တော်အဲ့တော့ပထမဆုံးထူးခြားသတင်းကဘာလဲဆိုတော့ကျွန်တော်တနိုင်ငံလုံးမြန်မာတနိုင်ငံလုံးမှာမသိရသူမရှိရလောက်အောင်နာမည်ကြီးတဲ့ဘိန်းဘီရင်ခွန်စာသူ့ရဲ့ညာလက်ယုံနာမည်ကျော်မူရရာဇာကြီးလောက်တာစန်းလီတဝင်းလွန်ငင်းခွင်းတဲ့ထောင်ကနေပြန်လဲလွတ်မြောက်လာပြီဆိုတဲ့အကြောင်းပါအဲ့တော့ဒီလောက်ထိနာမည်ကြီးတဲ့ဘိန်းဘီရင်ခွန်စာရဲ့ညာလက်ယုံကခုလိုမျိုးလွန်ငင်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတယ်ဆိုတော့တကယ်ကိုအံ့ဩစရာကောင်းပါတယ်တကယ်သူ့တသက်တကြုံကိုချထားတဲ့လူပါရွှေတရိကန်ဒေသရဲ့ဘိန်းဘီရင်ခွန်စာသူ့ရဲ့ဒီညာလက်ယုံဟောင်းဖြစ်ပြီးတော့ထိုင်းနိုင်ငံရောက်ပိုင်းမှာဆယ်စုနှစ်ပေါင်းများစွာမူရစ်စေဝါအင်ပါယာကြီးကိုလွှမ်းမိုးချယ်လှယ်ခဲ့တဲ့အသက်86နှစ်အရွယ်မူရစ်ရာဇာကြီးဒေါက်တာစန်းလီကတော်ဝင်လူငင်းချမ်းသာခွင့်အမိန့်နဲ့ဘန်ခွမ်ဗဟိုချင်းတောင်ကနေပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းထိုင်းနိုင်ငံရဲ့အခြေစိုက်ဘန်ကောက်ပို့စ်သတင်းဌာနကဖော်ပြထားတာတွေ့ရပါတယ်။မူရစ်စေဝါမှောင်ခိုမှုနဲ့ထောင်ဒဏ်တသက်တကြွပြစ်ဒဏ်ကြခံထားရတဲ့ဒေါက်တာစန်းလီကဩဂတ်စ်လ14ရက်နေ့မှာအကျဉ်းထောင်ကနေတရားဝင်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပါတယ်။ထောင်ဒဏ်ကြခံနေစဉ်ကာလအတွင်းမှာတော်ဝင်ပြစ်ဒဏ်လျှော့ပေါ့ခွင့်6ကြိမ်ရရှိခဲ့ပြီးတော့တက်ကြီးကျင်းသားဖြစ်ခြင်းနဲ့ဗေမာကြီးရဲ့တပ်တော်48နှစ်ပြည့်အထိမ်းအမှတ်တော်ဝင်လူငင်းချမ်းသာခွင့်အမိန့်တို့ကြောင့်ပြစ်ဒဏ်10နှစ်နီးပါးကြခံပြီးတဲ့အချိန်မှာလွတ်မြောက်လာခြင်းဖြစ်ပါတယ်။လီဆူတိုင်းရင်းသားတယောက်ဖြစ်တဲ့ဒေါက်တာစန်းလီကအတိတ်ကာလကနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ဘိန်းဘီရင်ခွန်စာရဲ့မုံတိုင်းတပ်မတော် MTA မှာထင်ရှားတဲ့စစ်ဘက်အရာရှိတယောက်ဖြစ်ခဲ့ပြီးတော့1990ပြည့်နှစ်တွေမှာ MTA တပ်ဖွဲ့လက်နက်ချပြီးတဲ့နောက်မှာသူကသူ့ရဲ့နောက်လိုက်တင်တဲ့အတူထိုင်းမြန်မာနယ်စပ်ချင်းမိုင်ခရိုင်မဲအိုင်မြို့နယ်အတွင်းရှိဝိဆန်ကျေးရွာကိုပြောင်းရွှေ့အခြေစိုက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာထိုင်းအုပ်ချုပ်ရေးရန်ရာအတွင်းဝင်ရောက်လာပြီးတော့ဝိစွမ်းကျေးရွာရွာသားကြီးအဖြစ်၎င်းတသွန်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှုအဖြစ်၎င်းတာဝန်ယူခဲ့ပြီးတော့နယ်စပ်တစ်လျှောက်သူ့ရဲ့ဩဇာအာဏာကိုခိုင်ခိုင်မာမာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။1990ခုနှစ်မှာမွေးစေဝါကွန်ရက်တွေနဲ့ပတ်သက်မှုတန်တရားနဲ့ဓာတုကနေထုတ်ပယ်ခံရပြီးတော့သူ့ရဲ့နယ်မြေစိုးမိုးမှုကထုတ်ပယ်ခံရတာတော့မှဆက်ပြီးတော့အားကောင်းနေတာဖြစ်ပါတယ်။ဒါတွေမကသေးဘဲနဲ့ဒေါက်တာစန်းလီကမွေးစေဝါကနေရရှိတဲ့ငွေမဲတွေကိုခွာချဖို့အတွက်လောက်တာကော်ဖီနဲ့လောက်တာပက်ထရိုလီယမ်အမည်ရှိတဲ့ဓာတ်ဆီဆိုင်တွေအပအဝင်တရားဝင်စီးပွားရေးလုပ်ငန်းတွေကိုပါအကာအကွယ်အဖြစ်စနစ်တကျထူထောင်ပြီးတော့လုပ်ကင်ခဲ့တာပါတကယ်ကိုအကွက်ကြနဲ့မူရစေဝါကွန်ရက်ကြီးကိုကာကွယ်ဖို့အတွက်တရားဝင်စီးပွားရေးတွေလုပ်ခဲ့တာပါ2003ခုနှစ်မှာထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရဘူးတယ်ဒါပေမဲ့တပ်တွေအထောက်ထားမခိုင်လုံတဲ့အတွက်ကြောင့်တရားရုံးချုပ်ကအမှုကနေပြန်ပြီးတော့လွှတ်ပေးခဲ့ရတဲ့သမိုင်းကြောင်းလည်းရှိခဲ့ပါတယ်2016ခုနှစ်အောက်တိုဘာလမှာတော့ထိုင်းမူရစေဝါနှိမ်နင်းရေးဗျူရို NSB ရဲ့ကော်မရှင်နာရဲမှူးကြီးကဦးဆောင်ပြီးတော့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကဒီမူရစေဝါဝယ်ယူဟန်ဆောင်တဲ့ဝယ်ယူပြီးတော့ဝယ်ယူတဲ့နေရာမှာဟန်ဆောင်ပြီးတော့ဝယ်ယူတာပေါ့အဲ့တော့စစ်စင်ရေးတရက်ကိုလုပ်ခဲ့တယ်အဲ့ဒီစစ်စင်ရေးမှာလောက်တော်ရဲ့ဒီလက်စီဆိုင်မှာ ice မူရစေဝါကီလိုဂရမ်20လွှဲပြောင်းရောင်းချတဲ့အချိန်မှာလောက်တာနဲ့မိသားစုဝင်တွေကမူရစေဝါတွေလက်နက်တွေဘတ်ငွေတန်ပေါင်းများစွာနဲ့အတူဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်တရားရုံးကသူ့ကိုထောင်ဒဏ်တကြွနဲ့ဆက်ပိုင်ဆိုင်မှုဗတ်တန်းထောင်ချီသိမ်းဆည်းဖို့အတွက်အမိန့်ချမှတ်ခဲ့တာပါအခုချိန်မှာတော့ဒီလောက်တာစန်းလီကအသက်86နှစ်ရှိပြီဖြစ်တယ်ပေါ့နာမည်ကျော်မူရရာဇာကြီးတဦးလည်းဖြစ်တယ်ပြည်တံကာလမစိတ်သေးပေမဲ့လူငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခြင်းကထိုင်းနိုင်ငံရဲ့ဥပဒေရေးရာအကျဉ်းထောင်ပြည်တံလျှော့ပေါ့မှုစနစ်တွေနဲ့ပတ်သက်ပြီးတော့အများပြည်သူနဲ့ရခိုင်စုံစမ်းဖမ်းဆီးခဲ့တဲ့တာဝန်ရှိသူတွေကြားမှာအငင်းပွားစရာဆွေးနွေးမှုတစ်ခုဖြစ်လာတယ်ဆိုပြီးတော့ဘန်ကောက်ပို့စ်ကလည်းဖော်ပြထားပါတယ်ကျွန်တော်မြင်ပြောရရင်တော့တကယ်တမ်းတွေးကြည့်မယ်ဆိုရင်လူငယ်တွေများစွာရဲ့အနာဂတ်တွေပျက်စီးအောင်မူရစေးဝါးတွေတကယ်ရာဇဝတ်ခိုင်းတွေသူတို့လုပ်ခဲ့ကြတယ်ဘိန်းဘီရင်ခွန်စာပေါ့ခုနကပြောသလိုဘိန်းဘီရင်ခွန်စာလို့ပြောရင်ကျွန်တော်တို့ဟိုငငယ်လေးတွေက
ရန်နာမည်ကြီးပါတယ်เนาะမသိသူမရှိတော့အောင်နာမည်ကြီးတယ်ပေါ့သူ့ရဲ့ညာလက်ယုံတယောက်ကတသက်တကြုံချခံထားရတဲ့အနေထားကနေအခုလိုမျိုးလူငင်းချမ်းသာခွင့်เนาะ10နှစ်လောက်ပဲချခံပြီးတော့လူငင်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတယ်ပေါ့အဲ့တော့ဒီလိုမျိုးလူတကယ်အကြီးအကျယ်ကြီးမူရဲ့ empire ကြီးတစ်ခုလိုမျိုးတီထောင်လာတဲ့လူတွေကအခုလိုမျိုးလူငင်းချမ်းသာခွင့်နဲ့ပြန်လွတ်လာတဲ့အခြေအနေမျိုးမှာပြန်ပြီးတော့မလုပ်နိုင်ဘူးလို့မပြောနိုင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့တွေဒီကျွန်တော်တို့အခုအခြေအနေမျိုးမှာမြင်တွေ့ရတဲ့အတိုင်းပဲကြားဖြန်နေဆိုလဲမိတယ်။နော်ခေါင်းဆောင်တွေသူတို့လွတ်တဲ့လူတွေလည်းပြန်လွတ်ကြတယ်။ဒါပေမဲ့သူတို့တွေဒီမကောင်းတဲ့နယ်ပယ်ကြီးကိုပဲသူတို့တွေပြန်ရောက်ကြတာပေါ့။ဒါတော့ထိုင်းနဲ့မြန်မာဆိုရင်လည်းဒီကိစ္စတွေကိုပဲအခုအခြေအနေမျိုးမှာအရေးတယူကိုစောင့်ကြည့်နေရတာပေါ့နော်။ငွေလိမ်ငလဲတဲ့ခိုင်းတွေဒီရာဇဝတ်ခိုင်းတွေနော်လူမိုက်ခိုင်းတွေပြီးတော့ဒီမူရစေဝါရောင်းချတဲ့ဂိုင်းတွေပေါ့နော်အဲ့ဒီဂိုင်းတွေအခုလိုမျိုးခေါင်းဆောင်ကြီးတယောက်ကလူငင်းချမ်းသာခွင့်နဲ့ပြန်လွတ်လာတယ်ဆိုတော့ထိုင်းနိုင်ငံရဲ့ဥပဒေရေးရာကိုလည်းလူငင်းချမ်းသာခွင့်ပြုလုပ်ပေးတဲ့အပေါ်မှာလည်းများစွာအငင်းပွားစရာတွေအများကြီးရှိတယ်ပေါ့အဲ့တော့ဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေကရောဒီလိုမျိုးလူတယောက်လူငင်းချမ်းသာခွင့်နဲ့လွတ်လာတဲ့အပေါ်မှာဘလို့မြင်ကြသလဲပေါ့တကယ်ပဲလွတ်မြောက်ဖို့အတွက်တန်ရဲသလားဆိုတာလေးကိုပြောခဲ့ပါအောင်နောက်နေ့တွေမှာလည်းကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့လို့ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပါ